င်္ဂလာပါပရိသတ်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်း၅ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့ American နိုင်ငံ၏ Congress လွှတ်တော်အမတ် Marjorie Taylor Greene ဟာ2026ခုနှစ် January လ9ရက်တွင်ကျင်းပမည့် Congress လွှတ်တော်မှနှုတ်ထွက်လိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင် Jeffrey Epstein ၏စာရွက်စာတမ်းများအားပြည်သူလူထုတို့ချပြမိကိစ္စနဲ့ပတ်သက်ပြီးသမ္မတ Donald Trump နဲ့အငြင်းပွားခဲ့ပြီးတဲ့နောက်မှာတော့ယခုလိုနှုတ်ထွက်ခဲ့တာဖြစ်ပြီးသမ္မတ Donald Trump နဲ့ policy သဘောထားကွဲလွဲမှုများလည်းဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါရရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့ Vietnam နိုင်ငံအလဲပိုင်းတွင်ရေကြီးမှုများနဲ့မြေပြိုကျမှုများဖြစ်ပွားခဲ့ရာလူပေါင်းအနည်းဆုံး55ဦးသေဆုံးခဲ့ရပြီး73ဦးပျောက်ဆုံးနေစေဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဒါအပြင်အင်ဂျီပေါင်း2,3500နီးပါးဟာရေလွှမ်းမိုးခံခဲ့ရပြီးစိုက်ပျိုးမြေဟက်တာပေါင်း8000နီးပါးလောက်ဟာပျက်စီးခဲ့ရတယ်လို့ဆိုပါရရှင်တတိယသတင်းတစ်ပုဒ်ကတော့ American နိုင်ငံနဲ့တရုတ်နိုင်ငံတို့ဟာ Hawaii တွင်မကြသေးမီကပဲတွေ့ဆုံခဲ့ကြပြီးရေချောင်းကာကွယ်ရေးများကိုဆွေးနွေးခဲ့ကြရဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်တရုတ်နိုင်ငံရေတပ်ကတော့ထိုတွေ့ဆုံမှုဟာ Pacific သမုဒ္ဒရာအတွင်းပဋိပက္ခများမြင့်တက်နေတဲ့အချိန်မှာပဲတွေ့ဆုံခဲ့တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Bangladesh နိုင်ငံတွင် magnitude 5.8 အဆင့်ရှိပြင်းကလေးလှုပ်ရှားခဲ့ရတဲ့အတွက်လူပေါင်းအနည်းဆုံး9ဦးသေဆုံးခဲ့ရပြီးအယောက်100ကျော်နီးပါးဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်နိုင်ငံတော်ဝန်လုံးရှိအဆောက်အဦများဟာပျက်စီးခဲ့ရပြီးအိန္ဒိယနိုင်ငံအရှေ့နယ်စပ်တစ်လျှောက်တွင်လည်းပြင်းကလေးကိုခန်းစားခဲ့ရကြောင်းဆိုပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ Nigeria နိုင်ငံအနောက်မြောက်ဘက်ရှိကက်သလစ်ကျောင်းတစ်ခုမှဆရာမနဲ့ကျောင်းသားကျောင်းသူပေါင်း200ကျော်နီးပါးပြန်ပြီးဆွဲခံခဲ့ရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်မကြသေးမီကပြုလုပ်ခဲ့တဲ့လူအစုလိုက်အပြုံလိုက်အဓမ္မခေါ်ဆောင်ခြင်းလုပ်ရဖြစ်ကြောင်း Nigeria နိုင်ငံခရီးယားဖွဲ့ကြီးကဆိုပါတယ်ရှင်